ရုပ်ရှင်အစမှာမြင်ရတဲ့သူကတော့ Evara လို့ခေါ်တဲ့အသက်18နှစ်အရွယ်ကောင်မလေးတစ်ယောက်ပါသူရဲ့ရှင်ထဲမှာမင်းသားဂျူလီယန်နဲ့လက်ထပ်ရဖို့ဆိုတဲ့အိမ်မက်တစ်ခုရှိနေပါသည်မင်းသားကတော့ချမ်းသာပြီးတော့ရုပ်ချောက Evara လူချင်းတမျှအရာအလုံးကိုပိုင်ဆိုင်ထားသူပါဒါပေမဲ့လို့ Evara ကတော့ငွေကြေးလည်းမပြည့်စုံသလိုရုပ်ကလည်းတာမှန်ပါပဲသူဖခင်ဆုံးပါသွားတဲ့အခါမှာတော့အမေဖြစ်သူ Rebecca တယောက်ခင်မွန်းဖြစ်သူတယောက်ကိုရှာဖို့ဖြစ်လာခဲ့ပါသည်ဒီတော့သူတို့တွေကတခြားသောတိုင်းပြည်တစ်ခုကိုပြောင်းရွှေ့ခဲ့ကြပြီးတော့အမေဖြစ်သူရဲ့ခင်မွန်းအသစ်စီကိုတွားကြပါသည်အဲ့ဒီမှာ Movement Auto နဲ့သူ့ရဲ့အလွန်ချောမောလာပါတဲ့တမီအကနက်တို့ကသူတို့ကိုနှွေးထွေးစွာကြိုးဆိုခဲ့ကြပါသည်သူတို့စားတွေ့ကြတဲ့အချိန်ကစပြီးတော့ Evara ဟာအကနက်ရဲ့အလှပကိုငေးမောနေမိခဲ့ပါသည်ဒါပေမဲ့လို့သူ့ရဲ့ရင်ထဲမှာမနာလိုစိတ်မရှိခဲ့ပဲနဲ့လေးစားအားကြစိတ်သာရှိခဲ့တာပါအကနက်ကိုယ်တိုင်ကလည်းသူတို့ရဲ့ခန်းထားတဲ့အင်ဂျီကိုနွေးနွေးထွေးထွေးလိုက်ပြခဲ့ပြီးတော့မြင်းထင်းအိုက်ဆက်နဲ့ကိုမှမိတ်ဆက်ပေးခဲ့ပါသည် Evara ရဲ့အခန်းကတော့အိမ်မက်ထဲကလိုပါပဲလှပတဲ့ဝတ်စုံတွေတလက်လက်တောက်ပနေတဲ့လက်ဝတ်ရတနာတွေနဲ့ကိုမှကြည့်ရတာကတသက်ကိုမမေ့နိုင်စရာပါမကြခင်မှာပဲ Auto နဲ့ Rebecca တို့ကလက်ထပ်လိုက်ကြပါသည်ဒါပေမဲ့လို့ညစာစပွဲမှာကြောက်မက်ဖွယ်ရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကဖြစ်သွားခဲ့ပါသည်အော်တိုဟာရုတ်တရက်ရင်ဘက်ကိုဖိရင်နဲ့သွေးတွေအံပြီးတော့စပွဲပေါ်မှာပဲတည်ဆုံသွားခဲ့ပါသည်အခန်းထဲကသူတွေအားလုံးကလည်းကြက်တီတည်သွားခဲ့ကြပြီးတော့အကနက်ကလည်းအကြီးကျယ်စိတ်တက်ကြကအခန်းထဲမှာသူ့ကိုယ်သူပိတ်လောင်ထားခဲ့ပါသည် Evara တယောက်ထဲကလွယ်လို့ဘသူကိုမှသူမတွေ့ခဲ့ပါဘူး Evara ကတော့အကနက်ကိုချောကလက်တစ်ခွက်ကိုသွားတိုက်ပြီးတော့နှစ်သိပ်ဖို့ကိုကြိုးစားခဲ့ပါသည်ဒါပေမဲ့လို့အကနက်ကတော့ဒေါသတကြီးကိုမှပောက်ကွဲပြီးတော့အမှန်တရားကိုအေးဆက်ဆက်ပြောပြလိုက်ပါသည်သူမရဲ့ဖခင်ကမြေတွေအသိမ်းခံရတော့မှမလို့ Rebecca ရဲ့ပတ်စံတွေကြောင့်လက်ထပ်ခဲ့တာဆိုပြီးတော့ပြောလိုက်ပါသည် Evara ကလည်းအရာအလုံးဟာလိန်ညာမှုတွေဖြစ်တဲ့ဆိုတာကိုသဘောပေါက်သွားတဲ့အခါမှာသူ့ရဲ့အမေစီကိုပြေးပြီးတော့ Auto မီတာစုမှာပတ်စံမရှိတော့ဘူးဆိုတာကိုတွားပြီးတော့တတိပေးခဲ့ပါသည်ဒါပေမဲ့လို့နောက်ကျသွားခဲ့ပါပြီသူတို့ရဲ့မြေတွေကလည်းဆုံးရှုံးသွားခဲ့ရပြီးတော့ Rebecca ကလည်းငွေမရှိတဲ့မိုးဆိုးမတယောက်ကိုဘယ်ချမ်းသာတဲ့ယောက်ျားမှလူချင်မှမဟုတ်ဘူးဆိုတာကိုသိလိုက်ရတဲ့အခါပြိုလဲသွားခဲ့ရပါသည် Evara ကလည်းဘသူနဲ့ဖြစ်ဖြစ်လက်ထပ်ပါမယ်လို့ကန့်လန့်ခဲ့ပေမဲ့သူ့ရဲ့မိကတော့မင်းကရုပ်ဆိုးနေတယ်လေလို့ပြန်ပြောခဲ့ပြီးတော့ညီမလေးအမ်မာကလည်းငဲသေးတယ်လို့ဆိုပါသည်Evara ကလည်းမှန်တဲ့ကိုကြည့်ရင်လည်းရင်နာစရာကောင်းတဲ့အမှန်တရားကိုရင်ဆိုင်ခဲ့ရပါသည်ဒီတော့အတွင်းမှာအကနက်ကသူ့ရဲ့ဆုံးပါသွားပြီဖြစ်တဲ့အမေရဲ့ပုံတူရှိမှသူမကိုတယောက်တည်းထားမသွားဘူးဆိုပြီးတော့တောင်းပန်နေခဲ့ပါသည်ဒီနေ့မှာတော့အရာအလုံးဟာရုတ်တရက်ကိုမှပြောင်းလဲသွားခဲ့ပါသည်ရဲထဲကနေဖိတ်စာတစ်စောင်ကရောက်ရှိလာခဲ့ပြီးတော့ဘရင်နဲ့မင်းသားဂျူလီယန်တို့ဟာလည်းအပြိုစင်မင်းကလေးတွေအတွက်ကိုခန်းထားတဲ့ကာပွဲတစ်ခုကိုကျင်းပမှာဖြစ်ပြီးတော့အကနက်နဲ့ Evara နှစ်ယောက်စလုံးကလည်းဖိတ်ကြားခံလိုက်ရပါသည်မင်းကလေးနှစ်ယောက်မင်းသားတယောက်တရဖူတစ်ခုရဲ့အတွက်ကိုပြိုင်ပွဲကစတင်ခဲ့ပါပြီ။ဆရာထက်တန်နေတဲ့ Rebecca က Evara ကိုပြောင်းလဲဖို့အတွက်ကိုလှုပ်ဝက်ဆရာဝန်တယောက်ကိုငှားခဲ့ပါသည်။ပထမအဆင့်ကတော့သူ့ရဲ့သွားထိန်ကျိုးကိုဖြုတ်ဖို့ပါပဲ။တမီးကိုအလှဆုံးဖြစ်စေခြင်းနဲ့ Rebecca အတွက်ကတော့အဲ့ဒါနဲ့တည်းမလုံလောက်သေးပါဘူး။